ဒီတစ်ပတ်ပိတ်ရက်မှာတော့မိသားစုတွေစုံလုံးစားဖြစ်တဲ့ပင်လယ်စာမျိုးစုံမှာဒါကိုမလေးရှားမှာတော့ရှဲလောက်လို့ခေါ်ပါတယ်။တမင်းစားခန်းထဲကနေလှမ်းမြင်နေရတဲ့မိုးရွာပြီးခါစကွာလာလမ်ပူမြို့ရဲ့ရှုခင်းလေးပါ။ဒီတမင်းစားစပွဲပေါ်မှာပင်လယ်စာတွေကိုဖြန့်ခင်းมาတော့မယ်။ပင်လယ်စာအတွက်ဒါကနန်းပစွန်အစုံမှာပဲ squid လည်းပါတယ်ပင်လယ်စာမျိုးစုံကိုစပလင်စားနဲ့ပြုတ်ထားတာပါ။ဒါကတော့သူနဲ့စားဖို့အနှစ်ချက်ထားတာပါဒီထမင်းစားစပွဲပေါ်မှာဆိုရင်အခုဆိုပင်လယ်စာတွေကိုအစီရီလေးတွေဖြန့်ခင်းပြီးတော့ထားလိုက်ပါတယ်ပြောင်းမှုရဲ့ဘရိုကိုလီရဲ့လည်းပါပါတယ်အခုဆိုလို့ရှိရင်ဇပွဲပေါ်မှာတသက်ရက်ကလေးပြန်စီထားလိုက်ပါတယ်ဒီမှာတော့အနှစ်တွေကိုလောင်းလိုက်ပါတယ်ဒီအနှစ်ကတော့ထောဘက်ကယ်ကျက်သွန်ဖြူရဲ့စပယ်လင်ရဲ့ပြင်းတော်သိမ်းလည်းပါတယ်အရှေ့တိုင်းနဲ့အနောက်တိုင်းဟင်းခတ်မွေးဆိုင်အစုံနေမှာပဲမိသားစုတွေတငယ်ချင်းပေါင်းသင်းနေဆုံးလို့ရှိရင်လှုပ်ရှားကြည့်တော့စားလို့အရန်ကောင်းပါတယ်